နေနေတူထက်နေတဲ့ရှီဗာတောင်တန်းကိုဖရီရန်တို့ဖြတ်နေခဲ့ပြီးဖရီရန်အင်္ဂိတ်နေတာကိုတတိထားမိသွားတဲ့ဖဲရန်ကစတက်ကိုလမ်းပြောလိုက်တဲ့အချိန်မှာပဲဖရီရန်ကလဲကျသွားခဲ့ပါတယ်ဖဲရန်ပြစ်ထူလိုက်တော့မှဖရီရန်အိပ်ပျော်နေတာကိုတီးသွားပြီးစတက်ကသူ့တယ်ပေးမယ်လို့ပြောတော့ဖဲရန်ကပစိန်ကြီးနဲ့ဘလိုတယ်မှာလဲလို့မေးလိုက်ပါတယ်စတက်ကသူ့ရဲ့လက်အားနေတာပဲဆိုပြီးလက်ကိုရှေ့ထုတ်ကလှုပ်ပြနေတာမို့စိတ်မချတဲ့ဖဲရန်ကသူ့ပဲတက်လိုက်မယ်ဆိုပြီးပြောလိုက်ပါတယ်ဖရီရန်ကအရင်တုန်းကအကြောင်းတွေကိုအိမ်မက်မက်နေပြီးအိမ်မက်ထဲမှာဟီမေရိုတို့ရဲ့ကောင်အဖွဲ့နဲ့မဆဘရင်ကိုနိုင်နေဖို့အတွက်ခီးဆောက်ထွက်တဲ့အချိန်ဘရင်ကြီးကကြေးပြဆယ်ပြပဲပြလိုက်တာမို့ဖရီရန်ကကက်စီနေလိုက်တာလို့ပြောလိုက်ပါတယ်ဟိုက်တာအပြစ်ပြောလို့မရဘူးဆိုပြီးသူရဲ့ကောင်အများကြီးကမိတ်ဆဘရင်ကိုနိုင်နေဖို့အတွက်ခီးထွက်ခဲ့ကြပေမဲ့အခုထက်ထိမနိုင်နေကြသေးဘူးလို့ပြောလိုက်ပါတယ်ဟီမေကခီးသွားနေတဲ့လမ်းမှာတခြားအလုပ်တွေကိုလုပ်ရင်ခီးစရိတ်ရှာကြတာပေါ့ဆိုပြီးဓာတ်အောက်ထုတ်လိုက်ရင်စူနာကန်ဖွင့်သလိုမျိုးပေါ့လို့ပြောလိုက်ပါတယ်ဖရီရန်ကသူရဲ့ကောင်းရဲ့ဓာတ်လာလို့မေးလိုက်တော့ဟိုက်တာအတူပါလို့ပြောလိုက်ပါတယ်ရွာကိုလာတဲ့ကုံတယ်ကိုကယ်ပေးလိုက်တော့ကကျေးဇူးတင်တဲ့အနေနဲ့ဒီဓာတ်ကိုအနာဂတ်သူရဲ့ကောင်းအတွက်ဆိုပြီးသူ့ကိုလက်ဆောင်ပေးသွားတာလို့ဟီမေကပြောပြလိုက်ပါတယ်အဲ့ဒါကြောင့်နဲ့သူရဲ့ကောင်းဖြစ်လာတာလို့ဖရီရန်ကမေးလိုက်တော့ဟီမေကမဟုတ်ဘူးလို့ညင်းလိုက်ပါတယ်ဟီမေကသူ့ရွာကမိဘမဲ့ဂေဟာမှာဟိုက်တာဆိုတဲ့အချက်မကောင်းတဲ့ကောင်ကသူ့ကိုဓာတ်အတူပဲရှိလို့သူရဲ့ကောင်းအတူပဲဖြစ်မှလို့ပြောခဲ့တာကိုမကျင်တဲ့လို့သူရဲ့ကောင်းအစ်စ်ဖြစ်လာစေရမယ်ဆိုပြီးဒီနေ့မှာသူရဲ့ကောင်းဓာတ်အစ်စ်ကိုကယ်ရင်မိစ္ဆာဘရင်ကိုနေနေပြစ်မယ်လို့ပြောလိုက်ပါတယ်အချိန်ကြာလာတော့သူ့ပြောခဲ့တဲ့ဟိုက်တာကအရက်တွေတောင်းနေတဲ့ဖုံးတော်ကြီးအတူဖြစ်လာခဲ့တယ်ဆိုပြီးဟီမေကဟိုက်တာကိုဖဲလိုက်တော့ဟိုက်တာကဖုံးတော်ကြီးအစ်စ်ပါလို့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ဟိုက်တာအိုက်ဇန်ဟီမေသူတို့၃ယောက်ရဲ့ရေမိုးနေတဲ့ပုံရိပ်တွေကိုဖရီရန်ရဲ့မျက်ညံထဲမှာဆွဲချက်နေခဲ့ပါတယ်ဖရီရန်ရဲ့ကြောပေါ်နိုးလာတော့မှဖရီရန်ကသူအိမ်မက်မက်နေမှတည်သားခဲ့ပါတယ်နေမုံတိုင်းထဲမှာရောက်နေတာမို့ဖရီရန်ကဒီမြောက်ဘက်အတိုင်းသွားရင်ရွာတရာတွေ့လိုက်မယ်လို့ဖရီရန်တို့ကိုပြောပြလိုက်ပါတယ်ဖဲရန်ကလက်လျှောက်နိုင်လားလို့ဖရီရန်ကိုမေးလိုက်တော့ဖရီရန်ကမလျှောက်နိုင်ဘူးလို့ပြောကဖဲရန်ကိုဖတ်ရင်မွေးလိုက်တာလို့ပြောနေခဲ့ပါတယ်စတက်ကဖရီရန်ကိုသူတက်ပေးမယ်ဆိုပြီးလက်ကိုရှေ့ထုတ်ကဦးချောင်ပုံစံမျိုးထပ်လုပ်ပြတင်သေးတာကြောင့်ဖဲရန်ကပေးမဲ့တဲ့ပဲနာဘူးလို့ပါခေါ်လေသေးတော့ဘာမှလုပ်မိလို့လဲဆိုပြီးစတက်ကကြောင်တောင်နဲ့ရက်ချီနေခဲ့ပါတယ်ဒီလိုနဲ့နေမုံတိုင်းလဲပြီးသွားတော့ပျက်စီးနေတဲ့အိမ်နောက်မှာဒေါသရာကိုတွေ့လိုက်ရပါတယ်ဒေါသရာရဲ့49ရောက်မြောက်ရာသူကြီးကဖရီရန်ကိုကြိုးဆိုပါတယ်လို့ပြောလိုက်တော့အရက်9ပေတရှိတဲ့ဖရီရန်ထက်ပိုပူးနေတဲ့ရာသူကြီးကိုဖရီရန်ကငုတ်ကြည့်လိုက်ရင်တော်တော်ငယ်သေးတာပဲလို့ပြောနေခဲ့ပါတယ်။ရွာရှိမှာပျက်စီးနေတဲ့အိမ်ကိုတွေ့ရတော့ဖရီရန်ကပြောလိုက်တော့ရွာသက်ကြီးကအဲ့ဒါဟာတောင်သခင်လက်ချက်ပဲဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဓာသားရဆိုတာသူ့ရဲ့ကောင်းရဲ့ဓာကိုထိမ့်သိမ်းပေးတဲ့ရွာဖြစ်ပြီးရွာအနီးနားကမြင့်မြတ်တဲ့နေရာမှာနှစ်ဖျားမှပေးခဲ့တဲ့သူ့ရဲ့ကောင်းဓာရှိပြီးအဲ့ဒီဓာကိုလွန်ခဲ့တဲ့နှစ်80ကအထိဘယ်သူ့ရဲ့ကောင်းမှဆွဲမလုံနိုင်ခဲ့ပါဘူး။ဒီကဘာကြီးကိုဖျက်ဆီးနိုင်တဲ့ဘေးအန္တရာယ်ကနေညှင်ထုတ်ပေးမဲ့သူရဲ့ကောင်းကသာဆွဲနှုတ်နိုင်လိမ့်မယ်ဆိုတဲ့ဒဏ္ဍာရီရှိတယ်လို့ရွာတကြီးကရှင်းပြနေခဲ့ပါတယ်။ဖဲရန်ကဒါဆိုသူရဲ့ကောင်းဟီမေကဆွဲနှုတ်နိုင်ခဲ့တာပေါ့လို့ပြောတော့စတက်ကလည်းဟုတ်တယ်လို့ထောက်ခံလိုက်ရင်အဲ့အကြောင်းကတော်တော်နာမည်ကြီးတာလို့ပြောလိုက်တော့ဒါပေမဲ့ဟိုက်တာအဲ့ဒီအကြောင်းသူ့ကိုတခါမှမပြောဘူးဆိုပြီးဖဲရန်ကပြောလိုက်ပါတယ်။ရွာတကြီးကဖီရန်တို့ကိုသူ့အိမ်ထက်ခေါ်လိုက်ပြီးနေ90ကြာရင်ပြန်လာခဲ့မယ်လို့ဂတိပေးခဲ့တဲ့ဖီရန်ကမရလာတာမို့ဖီရန်ကိုစိတ်ဆိုးနေတဲ့အကြောင်းရွာတကြီးကသူ့အဖွားပြောခဲ့တာကိုမမပါနဲ့ပြန်ပြောပြနေခဲ့ပါတယ်ဖီရန်ကရွာတကြီးရဲ့အဖွားကိုနောက်နှစ်80လောက်အထိဒီနေရာကလုံချုံတယ်လို့ပြောခဲ့တာကိုပြန်ပြောလိုက်ပြီးသူရဲ့ကောင်ဓာတ်ကိုကာကွယ်ပေးတဲ့ဒီယာကလူတွေကလည်းကိုဟာကိုကာကွယ်နိုင်ကြတာပဲလို့ပြောလိုက်ပါတယ်ကာကွယ်နိုင်ပေမဲ့ဖီရန်ကိုတိုင်ပေးခဲ့တဲ့ဂတိကိုတီးဖို့လိုတယ်လို့ရွာတကြီးကပြန်ပြောလိုက်ပါတယ်ဖဲရန်ကဘာဂတီလဲလို့မေးလိုက်တော့ဒီရွာရဲ့ပတ်လည်မှာမကောင်းဆိုးဝါးတွေကမချက်ခဏပေါ်လာတတ်တာမို့အဲ့ဒီမကောင်းဆိုးဝါးတွေကိုရှင်းပြရမယ့်ဂတီလို့ဖဲရန်ကပြောပြလိုက်ပါတယ်တောင်တခင်ဆိုတဲ့မကောင်းဆိုးဝါးကပိုပြီးတောင်းကျမ်းနေတယ်လို့ရွာတကြီးကပြောပြလိုက်တော့မနှက်ပြန်ရှင်းပြကြတာပေါ့လို့ဖဲရန်ကပြောလိုက်ပါတယ်မနှက်ပြန်ရောက်လာတော့ဖဲရန်တို့၃ယောက်ကမကောင်းဆိုးဝါးအကုန်လုံးကိုရှင်းပြနေပြီးရွာအနီးနားမှာတောင်မကောင်းဆိုးဝါးတွေကတော်တော်များတာပဲလို့စတက်ကပြောလိုက်တော့ဘာလို့တခြားစူးစားသူတွေကိုအလုံးမအပ်ရတာလဲဆိုပြီးဖဲရန်ကမေးလိုက်ပါတယ်ရွာတကြီးကအဲ့လိုလှုပ်ချင်ပေးမယ်လို့ပြောနေပြီးဟီမစ်ကသွေးကောင်းဖြစ်နေတာကြောင့်လို့ဖရီရန်ကဝင်ပြောလိုက်ပါတယ်စတက်ကတောင်းကကူအရှိမှာမကောင်းဆိုးရတဲ့စုနေကြတာကိုတွေ့တော့ပစံယူလွဲကခုံချလိုက်ပြီးရှင်းလိုက်ပါတယ်စတက်ကကူထဲကိုဝင်သွားတော့တခုခုကိုတွေ့သွားပြီးအံ့ဩသွားကဖရီရန်ကိုအော်ခေါ်ပြီးပြောမလို့လုပ်တဲ့အချိန်တောင်သခင်ကစတက်ကိုခုံအောင်လိုက်ပါတယ်ဖရီရန်ကအောက်ကိုဆင်းလာပြီးစတက်ကိုလုံနေသေးတယ်မလားလို့လမ်းပြောလိုက်တဲ့အချိန်မကောင်းဆိုးကဖရီရန်ကိုလက်နဲ့လမ်းရိုက်လိုက်ပါတယ်လက်ကဖရီရန်နာမြောက်ခင်မှာတင်စတက်ကပစံနဲ့ခုတ်ပြပေးလိုက်ပါတယ်မကောင်းဆိုးကဂျန်နယ်လက်ဖက်နဲ့ဖရီရန်ကိုအပေါ်ကနေရိတ်မယ်လို့တော့ဖဲရန်ကကာကွယ်ရေးမော်နဲ့ဝင်ကာပေးလိုက်ပါတယ်ဖရီရန်ကတော်တယ်လို့ချီးကျူးလိုက်ရင်တောင်သခင်လို့ခေါ်တဲ့မကောင်းဆိုးကိုတစ်ချက်ထဲနဲ့အဆုံးသတ်ပေးလိုက်ပါတယ်စတက်စီကိုဖရီရန်တို့လမ်းလျှောက်လာရင်စတက်ကဖရီရန်ကိုဒါကပါလဲလို့မေးလိုက်ပြီးအထဲမှာသွေးကောင်းတားရှိနေသေးတာကိုပြလိုက်ပါတယ်ဖရီရန်ကမကောင်းဆိုးရတဲ့စုနေရတာဟာအဲ့ဓာတ်ကြောင့်လို့ပြောလိုက်ပြီးမကောင်းဆိုးရတွေကသွေးကောင်းတားကိုကြောက်ကြတာမို့အဲ့ဓာတ်ကိုဖျက်ဆီးခြင်းနဲ့ပင်ကိုအသီးဆက်ကိုမထိတ်နိုင်ကြဘူးလို့ပြောပြလိုက်ပါတယ်
စတက်ကအဲ့ဒါကိုမေးချင်တာမဟုတ်ဘူးဆိုပြီးပြောလိုက်တော့မှဘာကိုမေးချင်တာလဲဆိုတာကိုသိနေတဲ့ Freeman ကရွာတကြီးကိုကြည့်လိုက်တော့ရွာတကြီးကခေါင်းချိတ်ပြလိုက်တာမို့ Freeman ကဟီမေဟာသူ့ရဲ့ခေါင်းရဲ့ဓာတ်ကိုဆွဲမထုတ်နိုင်ခဲ့ဘူးလို့ပြောပြလိုက်ပါတယ်ဟီမေဓာတ်ကိုဆွဲထုတ်ဖို့လုပ်တဲ့အချိန်တုန်းကဓာတ်ဆွဲမထုတ်နိုင်ခဲ့တဲ့ဟီမေကိုရွာတကြီးကဒီသူရဲ့ခေါင်းကလည်းတကယ်သူရဲ့ခေါင်းအစ်မဟုတ်ဘူးပဲလို့ပြောလိုက်ပါတယ်ဟီမေကသူရဲ့ခေါင်းအထုဖြစ်လဲမိတ်ဆဘီရင်ကိုသူ့ကိုယ်တိုင်အနိုင်ယူပြီးဒီကဘာကြီးရဲ့ငင်းချက်ရည်ကိုအရယူမယ်လို့ပြောလိုက်ပြီးအဲ့လိုသာလုပ်နေခဲ့ရင်အထုဖြစ်တာနဲ့အစ်စ်ဖြစ်တာနဲ့မဆိုင်တော့ဘူးလို့လုံးဝစိတ်မပြတ်သွားတဲ့မျက်နှာမျိုးနဲ့ဟီမေကပြောခဲ့ပါတယ်တကယ်လဲဟီမေကသူပြောတဲ့အတိုင်းလုပ်နေခဲ့တာမို့သူရဲ့ခေါင်းဓာတ်တာမလို့ပဲကဘာကြီးကိုကြေပြသွားတဲ့ဟီမေကမှတကယ်သူရဲ့ခေါင်းအစ်စ်ပဲလို့ Freeman ကပြောလိုက်ပါတယ်Freeman ကဒါဆိုဘာလို့အမှန်တရားကိုဖုံးကွယ်ထားခဲ့ရတာလဲလို့မေးလိုက်တော့အဲ့ဒါဟာဟီမေကိုလုံးဝပြစ်ချက်မရှိတဲ့သူရဲ့ခေါင်းအဖြစ်ထားချင်ကြတဲ့လူတွေရဲ့လက်ချက်ပဲလို့ Freeman ကပြောပြလိုက်ပါတယ်ဓာတ်ကိုဆွဲမထုတ်နိုင်ခဲ့ဘူးဆိုတဲ့ရှက်စရာကောင်းတဲ့ပုံမြင်ကသူ့ရဲ့ကောင်းတယောက်အတွက်မလိုအပ်ဘူးလို့အဲ့ဒီလူတွေကသတ်မှတ်ခဲ့တာကြောင့်သူ့ရဲ့ကောင်းတွေကြိတ်ကြိတ်မကြိတ်ကြိုက်အမြဲတမ်းအနာဂတ်မျိုးဆက်အသစ်တွေရဲ့တစ်ဖက်သက်ဆန်တဲ့အကောင်ပြောကွန်ပျူတာကိုပဲခင်ရပါတယ်အဲ့ဒါတွေကြောင့်ပဲသူ့ရဲ့ကောင်းရဲ့ပင်ကိုစီရဲ့အစ်စ်မှန်တောင်ပျောက်ကွယ်သွားရတာပဲလို့ Freeman ကပြောပြီးထွက်သွားခဲ့ပါတယ်စတက်ကတော့ထိန်ကျန်နေခဲ့ပြီးသူ့ရဲ့ကောင်းဓာတ်ကိုစိတ်ကြည့်ကအတိတ်ကိုမြင်အောင်နေခဲ့ပါတယ်ရွာတကြီးကမကောင်းစွားတွေကိုရှင်းပေးတဲ့ Freeman တို့ကိုကျေးဇူးတင်ကြောင်းပြောကနှုတ်ဆက်နေပြီး Freeman ကနောက်50လောက်ကြာမှပြန်လာခဲ့မယ်လို့ပြောပြီးထွက်လာခဲ့ပါတယ်အနောက်ကနေပြီးရတဲ့ကြီးကဒီတစ်ခါတော့နောက်မကျချင်တဲ့လို့မာနေခဲ့ပါတယ်။ Freeman တို့အပက်တစ်ဒေတာကမြို့ကိုရောက်လာပြီးတက်ခုတ်ခန်းမှာပစ္စည်းထားပြီးရင်ကျိတ်တဲ့နေရာသွားလို့ရတယ်လို့ Freeman ကပြောလိုက်ပါတယ်။တက်ခုတ်ခန်းမှာတော့ Freeman ကအပြင်ထွက်ဖို့အတွက်ပြင်ဆင်နေပြီး Freeman ကိုအထူသွားမလားလို့မေးလိုက်တော့ Freeman ကညင်းလိုက်ပြီးမစားအုပ်ဖက်အောင်မယ်လို့ပြောလိုက်ပါတယ်။ Freeman ကဒီနေ့ဟာစတက်ရဲ့မွေးနေ့လို့ Freeman ကိုပြောပြလိုက်တော့အခုမှသိလိုက်ရတဲ့ Freeman ကသူ့ကိုကြိုပြောတဲ့နေဆိုပြီးစတက်ပါကိုကြိတ်တယ်ဆိုတာမသိတာမို့လက်ဆောင်အတွက်ဘာမှမပြင်ဆင်ရသေးဘူးလို့ပြောလိုက်တော့ Freeman ကမြို့ထဲမှာတခုခုဝယ်ပေးလိုက်လို့အကြံပေးလိုက်ပါတယ်Freeman သာဆိုစတက်ကိုဘာလက်ဆောင်ပေးမှလဲလို့ Freeman ကမေးလိုက်တော့ Freeman ကပြုံးပြကကနေပေါ်ကနေခုန်ဆင်းလိုက်ပြီးလက်ဆွဲတက်တာကိုဖွင့်ရင်အထူးစီစဉ်ထားတယ်ဆိုပြီးပစ္စည်းတွေကိုမွေးနောက်ရှာနေခဲ့ပါတယ်။ Freeman ကဆေးရည်တပလင်းကိုထုတ်ပြလိုက်ရင်ဒီဆေးရည်ကအဝတ်ကိုပဲအရေးပြောစေတဲ့ဆေးရည်ပဲဆိုပြီးဒီဆေးရည်ကိုပေးမှလို့ပြောလိုက်တော့ Freeman ကအန်အော်ထိုက်လက်နေတဲ့မျက်နှာဖြစ်နေခဲ့ပါတယ်။ယောက်ျားလေးတွေဟာဒီလူမျိုးတွေပေးရင်ပျော်တတ်တယ်လို့သူ့ဆရာ Framey ပြောဖို့တာကို Freeman ကလူရုံမအပြုံးကြီးနဲ့ပြုံးရင် Freeman ကိုပြောပြနေခဲ့ပါတယ်။ Freeman က Freeman လက်ထက်ကဆေးပလင်းကိုယူလိုက်ပြီး Freeman အပေါ်လောင်းနေခြင်းနဲ့ဒီအောက်တန်းကျတဲ့ဆေးရည်ကိုဝယ်လာကြတဲ့အခါပြည့်သိခင်းခဲ့တယ်မဟုတ်ဘူးလားလို့ပြောလိုက်ပါတယ်။ဆေးရည်အလောင်းခံလိုက်ရလို့ဘာမှမပါတော့တဲ့ Freeman ကိုထားခဲ့ပြီး Freeman တယောက်တည်းထွက်လာခဲ့ပါတယ်။ Freeman ကဘာမှမကြံတော့တဲ့ဆေးပလင်းကိုကိုက်ရင်ဒီဆေးရည်ကဈေးကြီးတယ်ဆိုတာကိုတယောက်တည်းပြောနေခဲ့ပါတယ်။ဒီလိုနဲ့စတက်ကိုဘာလက်ဆောင်ပေးရမလဲဆိုတာ Freeman ကရှာနေခဲ့ပြီးလက်စွပ်တကွင်းကိုတွေ့တော့ကောက်ကန်ကစိတ်ကြည့်နေခဲ့ရင်လက်စွပ်ကိုပြန်အန်ထားမှဘေးကစာရွက်ကိုတွေ့သွားခဲ့ပါတယ်။ Freeman ကစတက်ကိုပဲဒဲရိပ်မီတော့မယ်ဆိုပြီးစတက်ကိုသွားခေါ်နေပေမဲ့စတက်ကအခန်းထဲမှာရှိမနေခဲ့ပါဘူး။ဒီလိုနဲ့စတက်ဘယ်ကိုသွားလဲဆိုတာကို Freeman ကမြို့ထဲကလူတွေကိုစတက်ပုံစံပြောပြပြီးတွေးမိသေးလားလို့လိုက်မေးကြည့်တော့စတက်နဲ့တွေ့တဲ့လူတိုင်းကသူတို့ကိုစတက်ကအကူအညီပေးခဲ့တာကိုပြန်ပြနေခဲ့ပြီးစတက်ဘယ်ကိုထွက်သွားလဲဆိုတာကိုပါညှို့မေးလိုက်ပါတယ်။လမ်းမှာတွေ့တဲ့မြအခက်ခဲကြုံနေတဲ့လူတိုင်းကိုစတက်ကကူညီပေးခဲ့တဲ့ဆိုတာသိသွားတဲ့ Freeman က Freeman သာစတက်ကိုအဲ့ဒီစီးရေးပေးမယ်ဆိုရင်ရမ်းရကြပြီးတက်ကလည်းအဲ့နှဘူးဆေးရလို့ပြောမယ်မထင်ဘူးလို့တွေးနေခဲ့ပါတယ်။ဒီလိုနဲ့ခုံတန်းတစ်ခုမှထိုင်နေရင်တိန်တွေကိုငေးကြည့်နေတဲ့စတက်ကို Freeman တွေ့လိုက်ရပါတယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ Freeman ကပြုံးနေပြီးစတက်စီကိုသွားပြီးလမ်းခေါ်မယ်လို့တော့အဲ့ဒီတိုင်ကနှုတ်ကြီးနဲ့တူလိုက်တာတို့စတက်ကတယောက်တည်းရေရွနေတာကိုကြားလိုက်ရတော့ဒီကောင်ကနာဘူးပဲလို့ Freeman စိတ်ထဲကပြောလိုက်ပါတယ်။တိန်နောက်တစ်ခုကိုလည်းချီပုံကြီးနဲ့တူလိုက်တာလို့စတက်ကတအံ့တော်ပြောနေတဲ့အချိန် Freeman ကအနောက်ပြန်ဆုတ်သွားပါတယ်။ Freeman ကိုဒီတိန်တွေအကြောင်းပြန်ပြောပြရမယ်လို့စတက်ကပြောနေတာကိုကြားသွားတဲ့ Freeman ကစတက်ကိုကလေးပဲရှိသေးတာပဲဆိုပြီးတွေးနေခဲ့ပါတယ်။ဒီလိုနဲ့ Freeman ကစိတ်ပင်းဖြတ်လိုက်ပြီးစတက်ကိုသွားခေါ်လိုက်တော့စတက်ကအချိန်ကဲပဲဆိုကတိုင်ကိုကြီးကြီးဆိုပြီးလက်ညှိုးထိုးရင်းပြောပြမယ်လို့တော့ Freeman ရဲ့ကြောက်စရာကောင်းနေတဲ့မျက်နှာကြောင့်ဘာမှမပြောဘဲတိတ်တိတ်လေးနေလေးရပါတယ်။ Freeman ကလမ်းအတူတူရှာရအောင်ဆိုပြီးခေါ်သွားတော့စတက်ကလိုက်လာခဲ့ရင် Freeman ကိုဘာတွေစိတ်ဆိုးနေရလဲဆိုပြီးသူတခုခုလုံးပြီးလို့လားလို့စတက်ကမေးလိုက်တော့ Freeman ကဘာမှပြန်မပြောဘဲငြိမ်နေတာမို့စတက်ကမစီမဆိုင်တောင်းပန်နေခဲ့ပါတယ်။စတက်ကိုလက်ဆောင်ဘယ်လိုပေးရမလဲဆိုတာမသိတော့တဲ့ Freeman ကဒီနေ့ဟာစတက်ရဲ့မွေးနေ့ဖြစ်တာမို့တခုခုလိုချင်တာရှိလားဆိုပြီးမေးလိုက်ပါတယ်။စတက်ကသူလိုချင်တဲ့ပစ္စည်းနဲ့မွေးနေ့နဲ့ကဘာဆိုင်လို့လဲဆိုပြီးဦးကြောင်မေးခုတ်ပြန်မေးလိုက်တော့ Freeman ကစတက်ကိုမွေးနေ့လက်ဆောင်ပေးမလို့ပါဆိုပြီးပြန်ဖြေလိုက်ပါတယ်။အဲ့ဒါကိုစတက်ကသူ့ကိုတခုခုပေးမလားဆိုပြီးပြန်မေးနေတာမို့ Freeman ကဆဲဆိုးသွားပြီးမပေးတော့ဘူးဆိုပြီးပြောကထွက်လာခဲ့ပါတယ်။စတက်ကသူနောက်နေတာမဟုတ်ပဲမွေးနေ့လက်ဆောင်ကိုဘယ်သူစီကာမှမရဘူးလို့ပြောလိုက်တော့ Freeman ကအန်အော်ပြီးကြည့်နေခဲ့ပါတယ်။စတက်ရဲ့မွေးရမည်ကတည်သွားတဲ့မိသားစုနဲ့ဆရာဖြစ်သူအိုင်ဆန်စီကနေတခါမှမရဖူးတာမို့မွေးနေ့ဆိုတာဒီအတိုင်းတာမန်နေ့ပဲလို့ထင်ခဲ့တာဆိုပြီးပြောပြလိုက်ပါတယ်။စတက်ရဲ့မွေးရမည်ကအဲ့လို delay ရှိတာလားလို့ Freeman ကမေးလိုက်တော့စတက်ကမဟုတ်တဲ့အကြောင်းရင်းလိုက်ပြီးသူ့ကိုအခြေသိမ်းမလုပ်ကြတာလို့ပြောပြလိုက်ပါတယ်။စတက်ရဲ့မွေးရမည်ကစစ်တပ်တော်တွေရဲ့ရွာဖြစ်ပြီးအားနည်းတဲ့သူတွေအတွက်နေရာမရှိဘူးလို့ပြောပြလိုက်ပါတယ်။အတိတ်မှာတော့ကမကောင်းဆိုးဝါးကိုတိုက်လို့ဒဏ်ရာရလာတဲ့စစ်တပ်တော်တွေကိုစတက်ရဲ့အဖေကသူလက်စားတော်မပေးပဲတိုက်ခိုက်ခဲ့တဲ့စတုကိုအထူးယူဖို့ပြောလိုက်ပါတယ်
ညစ်ပေတာမရှိတဲ့အဖြူရောင်ဝေယုံကဒီရွာရဲ့အစွမ်းဆုံးစစ်တပ်တော်ဆိုတဲ့အမှတ်သားဖြစ်ပြီးစတက်ရဲ့အကိုစတူကဒီရွာရဲ့အတန်မာဆုံးစစ်တပ်တော်ဖြစ်ပါတယ်စတူနဲ့ရှင်ရင်နေတိုင်းလေ့ကျင့်တာတော့မကောင်းဆိုးဝါးကိုမတိုက်နိုင်တဲ့စတက်ကိုကြာရှုံးမှုတစ်ခုလို့စတက်ရဲ့အဖေကမြင်နေခဲ့ပါတယ်တစ်သားဒုံနဲ့လေ့ကျင့်နေတဲ့စတက်စီကိုစတူကကူလေ့ကျင့်ပေးဖို့အတွက်အနာကြတာတော့စတက်ကဒုံနဲ့ဘွက်အင်ကိုရက်လိုက်မိတာကြောင့်စတူရဲ့ဝဲယုံကိုဆင်သွားပြီးညစ်ပတ်သွားခဲ့ပါတယ်စတက်ကတောင်းပန်လိုက်တော့စတူကဘွေမယူပဲခွင့်လို့ပေးလိုက်ရင်စတက်ကိုတခြားပေါက်တန်မာလာရမယ်ဆိုပြီးပြောလိုက်ကတခိတ်တဲ့ပုံစံတွေကိုတင်ပေးနေခဲ့ပါတယ်တခြားသူတွေနဲ့မတူပဲအခုဖြစ်သူစတူကသူ့ကိုဂရုစိုက်ပေးတဲ့အကြောင်းစတက်ကပြပြနေခဲ့ပြီးစတက်တို့ရွာကိုမိစ္ဆာတွေလာတိုက်ခိတ်တုန်းကသူ့အပေါ်ကောင်းပေးခဲ့တဲ့အခုဖြစ်သူစတူကိုဆွန့်ပစ်ပြီးထွက်ပြေးခဲ့တာမို့မိသားစုကနေဂရုအစိမ့်မခံရတာကပြစ်တင်ပါတယ်ဆိုပြီးအဲ့ဒီနေရာမှာဟိမေတာဆိုရင်ထွက်ပြေးမှမဟုတ်တော့ဘူးလို့စတက်ကပြောနေခဲ့ပါတယ်ဖဲရန်ကသူတီးတဲ့စစ်တော်စတက်ဟာအခါမှထွက်မပြေးဘူးလို့ပြောလိုက်တော့စတက်ကနောက်ပိုင်းထွက်ပြေးလောက်တယ်လို့ပြန်အပြောကိုဖဲရန်ကသူတို့ပြေးခွင့်မပြုဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့ဆိုပြီးဆက်ပြောဖို့လုပ်နေတဲ့စတက်ကိုဖဲရန်ကလက်ဆောင်ကိုကိုယ်တိုင်မရွေးရင်သူပဲရွေးလိုက်တော့မယ်ဆိုပြီးထွက်သွားတော့စတက်လည်းနောက်ကနေလိုက်လာခဲ့ပါတယ်လက်ဆောင်အတွက်လက်ဝက်လက်စားစင်ရောက်လာပြီးစတက်ကရွှေလက်ကောက်ကိုယူမယ်လို့ပြောတော့ဖဲရန်ကဈေးကြီးတာမို့မရဘူးဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့ဖဲရန်တို့ပြန်လာတော့စတက်ရဲ့လက်မှာငွေရလက်ကောက်လေးဝတ်ထားတာကိုတွေ့လိုက်ရပါတယ်ဖဲရန်တို့အခန်းထဲပြန်ရောက်လာတော့ဖဲရန်ကဟမ်ဘဂါကြီးနှစ်ခုကိုကင်ထားတာကိုမြင်ပြီးဘာလို့ဟမ်ဘဂါကဒီလောက်ကြီးနေရတာလဲလို့ဖဲရန်ကမေးလိုက်ပါတယ်စတက်ကသူ့မွေးနေ့မှာဆရာဖြစ်သူအိုင်ဇန်ဟာလက်ဆောင်မပေးပေမဲ့ဒီလိုမျိုးဟမ်ဘဂါကိုအမြဲတမ်းလုပ်ကြည့်တယ်လို့ပြောပြလိုက်ပါတယ်အိုင်ဇန်ဟာစတက်ကိုဟမ်ဘဂါလုပ်ကြည့်ရတဲ့ရည်ရွယ်ချက်အကြောင်းမပြောပြဘူးဆိုတာဖီရန်ကသိသွားပြီးခန်းစားချက်တွေကိုပါဇက်ကမှထုတ်မပြောရင်မသိနိုင်ဘူးဆိုပြီးဟမ်ဘဂါလုပ်ကြည့်ရတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အတိတ်မှာတော့ကအိုင်ဇန်ဟာသူကောင်းအဖွဲ့ထဲကတရားရောက်ရဲ့မွေးနေ့ရောက်တိုင်းဘာလို့ဟမ်ဘဂါကိုလုပ်ကြည့်တာလဲလို့ဖီရန်ကမေးလိုက်ပါတယ်အိုင်ဇန်ကသူ့ဒေတာရဲ့ဒလေးဖြစ်တယ်ဆိုပြီးအစွမ်းကုန်ကြိုးစားတဲ့စစ်တပ်တော်တွေကိုစုပေးတဲ့သဘောပဲလို့ဒါဟာသူ့စီကလက်ဆောင်ပဲဆိုပြီးပြောပြလိုက်ပါတယ်သူတို့ကစစ်တပ်တော်တွေမှမဟုတ်တာလို့ဟီမီကပြောလိုက်တော့ကြိုးစားတဲ့သူတိုင်းကစစ်တပ်တော်ပဲလို့အိုင်ဇန်ပြောဖူးတာကိုဖီရန်ကစတက်ကိုပြောပြလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတော့စတက်ငယ်ငယ်တုန်းကသူ့မွေးနေ့မှာအခုဖြစ်သူစတူကဟမ်ဘဂါလှုပ်ချွေးဖူးတာကိုအမတ်ရသွားခဲ့ပါတယ်မိစ္ဆာတွေရောက်လာတိတ်ခိတ်တုန်းကလည်းစတက်ကိုအသက်ရှင်ကြံရမယ်ဆိုပြီးစတူကပြေးခန့်လိုက်တော့စတက်ကငိုရင်းထွက်ပြေးခဲ့တာကိုပါအမတ်ရသွားခဲ့ပါတယ်ဖီရန်ကအိုင်ဇန်စီကနေဟမ်ဘဂါလုံနေရလာခဲ့တာမို့အရသာရှိမရှိစတက်ကိုစမ်းစာကြည့်ခံလိုက်တော့စတက်ကအရသာရှိတဲ့အကြောင်းပြောလိုက်ပါတယ်ဖီရန်ကကျင်းနဲ့ကပြုံးနေပြီးအဝတ်ကိုအရေးပြောစေတဲ့ဆေးရည်ကနည်းနည်းကြံသေးတယ်လို့ပြောလိုက်တော့ဖီရန်ကခေါင်းပေါ်ကနေထထောင်ချမှာလို့ပြောလိုက်ပါတယ်